လာပါရေမွေးနဲ့တင်းတင်းလေးတွေလာပါပြီရှင်အရန်မွေးတော့ဒီဟာလေးဆိုလို့ရှိရင်လေ mix အနံ့လေးဆိုတာအနံ့လေးရလေဟိုလေတင်းနေတာပဲသူ့ဆွတ်ထားလို့ရှိရင်တစ်နေ့လုံးကိုယ်ထဲမှာလူကြောလေးတွေမှာဆွတ်ထားလို့ရှိရင်မွေးပြီးတင်းနေတဲ့အနံ့လေးလေဒါလေးက mix အနံ့လေးပါ mix နော်ဒီဟာလေးကကျတော့ tix အနံ့လေးရလည်းအရင်ကောင်းတယ်ဒီ tix အနံ့လေးရလည်းဒါမျိုးလေးဒီလိုအနံ့ tix အနံ့ရှိနေနောက်တစ်ခါ candy ကတခြားလုံးနံ့လေးပေါ့နော်ချူချူတင်းလေးသူ့နံ့လေးရလည်းတင်းနေတာပါပဲရှင်ဆွတ်ထားလို့ဒီရင်တစ်ခုလုံးအကျော်လေးတွေမှာဆွတ်ထားတဲ့နေလို့တင်းလေးဝေးပြတ်နေပါတယ်နောက်တစ်ခါယောက်ျားလေးတွေတွေ့တဲ့ gentleman gentle အနံ့လေးအရင်ကောင်းတယ်ယောက်ျားလေးတော့တောင်းဆိုရင်လည်းယောက်ျားလေးတွေကြိုက်ပဲအနံ့ခက်နည်းနည်းလေးပေါ့ယောက်ျားလေးကြိုက်ခက်ပြင်းလေးလောက်ထားဒီပလေးလေးတွေတပလင်းမှာကျမက2000ရောက်ပါတယ်အပေးကြအောင်ရှင်ဒီမီလေးတွေလိုချင်လို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်ကိုရီးယားလောက်ကုန်ပစ္စည်းတွေလည်းအကုန်ရပါတယ်ရှင်ခေါင်းအစခြေအစုံအကုန်လုံးရပါတယ်သပင်းနေချမ်းနေသပင်းနေကျွတ်တယ်ဆိုလို့ရှိရင်လည်းစီးလိုက်တွဲသုံးရတဲ့ဟာလေးလည်းရှိတယ်ကိုရီးယားနဲ့နောက်တစ်ခါခေါင်းလျှော်ရည်ဆိုလို့ရှိရင်လည်းစီပါမက်ခေါင်းလျှော်ရည်ရှိတယ်အဲခေါင်းလျှော်ရည်ဆိုသပင်းနေတန်စီတယ်ကျမဆိုလို့ဒီနေ့မနစ်ကမှလှူထားတာကြောလေလောက်ရှိတော့ဖြတ်လှူထားတာအဲဒီစီပါမက်ခေါင်းလျှော်ရည်လေးနဲ့သပင်းလေးတွေပြန်တက်လာပါခေါင်းလျှော်ရည်လည်းရပါတယ်ရေမွေးလေးတွေလည်းရပါတယ်နှခမ်းဒီ sun cream baby cream နောက်ကအသားရည်6တဲ့လူတွေအတွက်ကလည်း moisturizer cream လေးရှိပါတယ်အစုံရပါတယ်ရှင်လူရှင်းလည်းရပါတယ်ရှမ်ပူလည်းရပါတယ်တကူလုံး body scrub လုပ်ဖို့ဟာလည်းစိုက်သွားလို့ရှိရင်စိုက်နေ1000လောက်ပေးရတယ်3000ပဲကျမစီမှာဆက် body scrub ရဲ့တပူမှာကျမ3000မရောက်ပါတယ်အဲ3000ဆိုရင်2လ3လလေးအကြာကြီးသုံးရတယ်အဲ့မျိုးအဆင်ပြေကိုအားပေးရခုလောလောဆယ်တော့ဒါတော့ရေမွေးမိတ်ဆက်လေးပေါ့နော်ရေမွေးစရအောင်ဆိုလို့ရေမွေးကြိုက်တဲ့လူတွေအတွက်2000ဆိုရင်ဒါအနည်းဆုံး3000လောက်တော့သုံးရတယ်ရှင်ဒါပြီးတော့ဒါလေးကလွယ်တယ်လေအိတ်ဆောက်စလီမိတ်တက်ထည့်ထားလိုက်ရတယ်အကျော်လေးဒီညာလေးတွေသုံးဒီညာလေးတွေသုံးလို့ပို့ပြီးလို့လောက်တာလို့ကိုလုံးနံမွေးပြတ်နေအဲကြောင့်မလို့ရေမွေးကြိုက်တဲ့လူတွေအတွက်လည်းရေမွေးရပါပြီလို့အချောင်းကြပါတယ်ရှင်အားပေးခြင်းနဲ့ဆိုရင်တော့39442429ပုံဆက်မှာယူအားပေးနိုင်ပါတယ်လက်ကားစီလည်းရှိပါတယ်ရှင့်ဒါတပူးစီစိတ်ပြရတာနော်ဘိုင်